အားလုံးမင်္ဂလာပါအခြေခံတရုတ်စကားပြောကိုကလေ့လာနေတယ်ဆိုရင်ကျမတို့ဒီမှာရေးထားတဲ့ခွင့်အမျိုးအစားလေးတွေကိုပြောတတ်ဖို့အတွက်လိုပါတယ်အဲ့တော့ကျမအရင်ဆုံးရေးထားတာဒီဖြားနာခွင့်ကိုသုံးချင်တဲ့အခါမှာပင့်ကြလို့သုံးတယ်နော်ပင့်ကြဒီပင့်ဒီဖြားတယ်ဆိုတဲ့ရှုံးပင့်ရဲ့ပင့်ကိုလာသုံးထားတယ်ရမယ်နော်နောက်တစ်ခုလေးကကိုဝင်ဆောင်ခွင့်အဲ့တော့မိဖွားခွင့်ကိုဝင်ဆောင်ခွင့်ကိုပြောချင်တယ်ဆိုရင်成价ရမယ်နော်成价နောက်တစ်ခုလေးကကြတော့ကျမတို့လက်ထပ်ခွင့်ဒီတိုင်းလေးပြောချင်တယ်ဆိုလို့ရှိရင်တော့ဒီလက်ထပ်တယ်ဆိုတဲ့အသုံးလေးကကျဲဝန်းလေနော်အဲ့ဒါကြောင့်မို့ကျဲဝန်းရဲ့ဝန်းကိုယူထားတယ်ဝန်းကြနောက်တစ်ခုလေးကကျမတို့ရှောင်းတခင်ခွင့်ကိုယ့်ရဲ့ကိုရေးကိုတာကိစ္စတစ်ခုခုကြောင့်ခွင့်တိုင်နဲ့ဒါမျိုးလေးဆိုရင်ရှစ်ကြလို့သုံးတယ်နော်ကျမတို့လစာမဲခွင့်ကိုပြောချင်တယ်ဆိုရင်ဝူရှင်းကြဆိုပြီးတော့မှသုံးလို့ရတယ်ကျမတို့ရဲ့ဒီရှင်းဆိုတာဒီရှင်းရွှေဆိုတဲ့လစာလေးကိုပြောတာဝူဆိုတာဒီမဲယုံကိုပြောတာเนาะမဲယုံရှင်းရွှေတဲ့ကြာချီပေါ့เนาะလစာမရတဲ့ခွင့်ကိုပြောမယ်နောက်တစ်ခုလေးကလစာခွင့်ကိုဒီခွင့်ယူထားတဲ့လစာလည်းရတယ်ဒါမျိုးလေးကိုပြောချင်တယ်ဆိုရင်တိုက်ရှင်း休假လို့လည်းသုံးလို့ရတယ်ကျမတို့နောက်တစ်မျိုးလေးလည်းသုံးလို့ရတယ်有薪假ဒီတိုင်းလေးလည်းရမယ်နော်